ပေးပါတော့စကိုင်းပညာရေးတက္ကသိုလ်ကျောင်းသူညီမငယ်လေးများအားထိုးဝေကျေးဇူးတင်ရှိပါတယ်ရှင်အစီအစဉ်ရကျောင်းသူညီမငယ်လေးများအားဂုဏ်ပြုချီးမြှင့်ဝေပေးအပ်ပေးနိုင်ရန်အတွက်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမင်းမင်းဇေယျမြင့်အားစေမင်းထက်သို့လေးစားစွာဖိမှန်တကားပြုရစေရှင်